Hello အားလုံးပဲမင်္ဂလာပါနေပြောချင်တဲ့အကြောင်းအရာကတော့ဒီဘာမှမဟုတ်ဘူးပေါ့နော်ဒီလာပြောတဲ့အကြောင်းအရာလေးတွေရယ်နောက်ပြီးတော့စိတ်ပေါ့နော်စိတ်ကလေးထားတတ်ဖို့ရယ်ဘာတွေလဲဆိုတော့တချို့ကဒီမြန်မာပြည်မှာပေါ့နော်ဒီအိမ်မှုကိစ္စအလုပ်ကလွယ်ကူတယ်မပင်ပန်းမှုမခက်ခဲဘူးလုပ်နိုင်တယ်ဆိုပြီးတော့လာကြတယ်နော်အခြေအနေရဲကြောင့်ပေါ့ဘယ်သူမှတော့ဒီအလုပ်ကိုလုပ်ချင်လို့ဆိုပြီးတော့တကူတကလာကြတာတော့မဟုတ်ဘူးအခြေအနေအကြောင်းကြောင့်ဟလာမဖြစ်နိုင်လို့အခြေအနေတွေနော်ဒီကိုယ့်ရဲ့ဒီပတ်ဝန်းကျင်အခြေအနေတွေမတူလို့လာပြီဆိုတော့တချို့ကကိုယ့်အိမ်မှာကပေါ့နော်နည်းနည်းအငယ်ဖြစ်တာတို့ဟလာပြီးရင်စိတ်ဆက်တာတို့အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးဆိုတော့တချို့ကရောက်လာပြီးတော့မကြောက်ဟာပင်မနဲ့မလုံနိုင်အိမ်ပြောင်းခြင်းတယ်ဒါမှမဟုတ်လဲအစင်မပြေဘူးအိမ်ပြောင်းခြင်းတယ်လာပြောကြတယ်တချို့ကြတော့အလုပ်ရှင်ကိုမကြိုက်လို့ပြန်ပို့တယ် agency စီပြန်ပို့တာရှိတယ်လို့မြန်မာပြည်တိုက်ရိုက်ပြန်ပို့တာတွေရှိအဲ့လိုမျိုးတွေလာမေးကြတယ်ပေါ့နော်အဲ့လိုလာမေးကြတဲ့ခါကျတော့ဘာပြောရလဲဆိုတော့စူးစမ်းပြီးတော့လုပ်ကြည့်ပါဦးနော်ဘလို့မှအဆင်မပြေဘူးကိုယ့်ပေါ်အနိုင်ကျင့်တယ်အစားတောက်တွေပြပြဝမရအောင်မကြွေးဘူးအချိန်သားချိန်လုံလောက်မရအောင်ဆိုရင်တော့ agency ကိုပြောပြနောက်ပြီးတော့ဒီသက်ဆိုင်ရာဝန်ကြီးဌာနတွေဆက်သွယ်ရမယ့်ဌာနတွေစီကိုဆက်သွယ်ပြီးတော့ပြောပြပြီးကြင်တောင်းနော်အဲ့လိုမျိုးပြောတယ်ဒါဆိုအိမ်ပြောင်းမယ်ဆိုရင်အလုပ်ရှင်ဒီအခုလက်ရှိကိုခေါ်ထားတဲ့အလုပ်ရှင်ဒီကို transfer letter အလုပ်ပြောင်းဖို့ letter ပေးမှစာပေးမှပြောင်းလို့ရတယ်အဲ့ transfer letter မှာရှင်းကြတယ်ခါပြောင်းလို့မရပြန်အဲ့ transfer letter ပေးတယ်ဆိုရင်နော်ကိုက agency စီမှာနှစ်ပတ်14ရက်နေခွင့်ရှိတယ်အဲ့ဒီနေတဲ့နေစရိတ်စားစရိတ်တွေကိုလုပ်ရှင်ကလည်းပေးတယ်ခွင့်ပြုတယ်ဆိုရင်တော့ပြောင်းလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုကိုယ်နိုင်ငံကိုသူကမလုပ်ချင်ဘူးလားပြန်မလားလင်းလက်မှတ်ဝယ်ပြီးတော့ပြန်ပို့တယ်နောက်တစ်ခုကလုပ်ရှင်ကကိုယ်မကြိုက်တာเนาะအဲ့တော့ကိုကလောက်တာကြိုင်တာတွေသဘောမကျတာတွေဟလာကိုပြောနိုင်ဆိုနိုင်တယ်နောက်တချို့ကြတော့ဘာမှမပြောတော့ဘဲနဲ့လင်းလက်မှတ်ကောက်ဝယ်ပြီးတော့ပြန်ပို့တာအဲ့လိုမျိုးတွေလည်းရှိတယ်ဆိုတော့လာလောက်ရတာမလွယ်ကူဘယ်လုံးမှတော့လွယ်ကူချုံမိတာတော့မရှိဘူးပေါ့နော်ခက်ခဲလေးတွေရှိကြတယ်ဆိုတော့အမြဲတမ်းပြောနေကြပါတော့ဒီရင်ကျေးမှုဒလိထုံးတန်ဘာသာစကားနေထိုင်မှုပတ်ဝန်းကျင်တွေမတူနောက်သူ့အိမ်မှာသူ့အိမ်စီကန်းနဲ့သူရှိတယ်ဟလာကိုယ့်အိမ်မှာလည်းကိုယ့်အိမ်စီကန်းနဲ့ကိုကျောင်းနေလည်းဒီလိုပဲနိုင်ငံနေလည်းဒီလိုပဲစီမင်းဥပဒေတွေစီကန်းတွေတိမ်နဲ့တိမ်တမျိုးနဲ့တမျိုးမတူကြဘူးဟလာကိုယ့်အိမ်မှာလည်းကိုမိဘကိုစီကန်းတတ်မှတ်ပေးထားမယ်ဒီသူတို့အိမ်မှာလည်းသူတို့စီကန်းနဲ့သူတို့ပေါ့အဲ့လိုမျိုးလေးတော့ရှိတယ်ပေါ့နော်အဲ့ခါကျတော့ဆက်စားခြင်းမှာတော့အထာမကြသေးတာမလုတ်တက်မကင်တက်သေးတာဘာသာစကားနားလည်မှုလွဲတာအခက်ခဲလေးတွေကြောင့်ပြဿနာလေးတွေရှိနိုင်တယ်နော်တချို့ကျတော့အဆင်ပြေတယ်နော်တချို့ကျတော့ဒီအဆင်ပြေဖို့အတွက်အချိန်က4-5လလောက်ကြာတတ်တယ်တောင်းတောင်းမတူဘူးနော်အဲ့ဒါလေးတွေရှိတယ်အဲ့တော့လာမေးတယ်တချို့ကကျမအိမ်ပြောင်းခြင်းနဲ့ဘယ်လိုလုပ်ရမလဲအဲ့တော့ကိုပြောင်းခြင်းနဲ့ဆိုရင်အလုပ်ရှင်ကကိုပြောင်းတဲ့ transfer letter ပေးအောင်မှနောက်ပြီးတော့ agent ကိုတခါ agent က2လစာထပ်ပေးရအောင်အဲ့လိုမျိုးလေးတွေရှိတယ်နော်ကိုအစင်မပြေလို့ချက်ချင်းဝုန်းတိုင်းပြောင်းမယ်ဆိုပြောင်းလို့မရတော့ဘူးဘာကြောင့်လဲဆိုတော့ဒီကိုအခုလက်ရှိခေါ်ထားတဲ့အလုပ်ရှင်ကကိုအလုပ်ခေါ်ရမယ်ဆိုရင်MOM မှာပေါ့နော် security deposit စင်ကူဒေါ်လာ9000တင်ထားရတယ်အဲ့ဒီ9000ကကိုနိုင်ငံပြန်မရောက်မချင်းသူတို့ပြန်ထုတ်လို့မရအောင်ကိုဒီနိုင်ငံမှာကိုအလုပ်ရှင်တက်စီကိုမရောက်မချင်းဒီစင်ကူမှာနေစဉ်အတွင်းမှာကိုမှတစုံတရာတစ်ခုခုဖြစ်ခဲ့သည်ရှိတော့သူတို့မှာတာဝန်ပြေဝရှိတယ်ဖြည့်ရှင်းပေးရမှာအဲ့လိုမျိုးပြဿနာတွေကြောင့်တချို့လုပ်ရှင်တွေက transfer မပေးဘူး transfer ပေးတယ်ဆိုရင်တော့ agency စီမှာနေကိုတနေ့နေစိတ်စားစိတ်30 agent တောင်းတယ်အဲ့ဒါအလုပ်ရှင်ကပေးရတာနှစ်ပတ်စာတချို့နည်းနည်းသဘောကောင်းတဲ့လုပ်ရှင်တွေကရောကဲပေးမယ်မင်းကို transfer ပေးမယ်မင်းအလုပ်ရှာ agency မှာသွားနေတာတို့ဘာလို့ပေးမယ်ဆိုတဲ့လူလည်းရှိတယ်မပေးတဲ့လူတွေလည်းရှိတယ်နော်နောက်တစ်ခုနှစ်မပြည့်ခင်သို့မဟုတ်နှစ်ပြည့်ချိန်မှာကိုကဒီလုပ်ချင်တယ်မလုပ်ချင်တော့ပြန်မယ်သို့မဟုတ်တခြားနိုင်ငံသွားပြီးတော့အလုပ်အသစ်ပြန်ရှာပြီးပြန်လာမယ်အဲ့ခါကျရင်အလုပ်ရှင်နဲ့ကိုနေကပြေးလဲအောင်ပြောပြပြီးတော့ပြန်လာပို့ကောင်းတယ်ပေါ့နော်
တချို့ကြတော့သူကမှတ်ချက်ရေးတယ်အဲ့ blacklist တော့လုပ်လို့မရဘူးတချို့ကမိတယ် blacklist လုပ်လို့ရသလား blacklist တော့လုပ်လို့မရဘူးဘာလို့ရေးလို့ရလဲဆိုတော့သူကဒီတမီးကဟလာအလုပ်ကိုကောင်းကောင်းမလုပ်နိုင်ဘူးဟိုချုပ်ရင်းချက်ရှိတယ်ပေါ့အဲ့လိုမျိုးတော့မှတ်ချက်ပဲ comment ပဲရေးလို့ရတယ်အဲ့လို comment ရေးထားတဲ့အခါမှာကိုကနောက်အလုပ်ရှင်တရသွားပြီဆိုရင် M1 ကိုဟို application တင်တယ်ပေါ့ form တင်တဲ့အခါမှာ M1 ကခါလေးကြရင်ဒီ application မှာပေါ်လာတယ်ဘယ်လိုပေါ်လာလဲဆိုတော့ဒီအလုပ်သမားကအလုပ်ရှင်အဟောင်းရဲ့ comment ရှိတယ်အဲ့တော့ဒီ application ကိုဒီ form တင်တာမင်းတို့ခန့်မဲ့ဟာကိုဆက်ပြီးတော့သွားမလားသွားမဲ့သဘောတူရဲဆိုရင် okay နှိပ်လိုက်ဆိုအဲ့လိုပေါ်တယ်အဲ့ okay လို့အလုပ်ရှင်အစ်နဲ့ကိုနဲ့ကဟလာနားလည်မှုရှိတယ်ကိုကိုလည်းသဘောကျတယ်လက်ခံတယ်ဆိုရင်တော့ဒါ तू က okay ဆိုရင်ဒါ IPA ထွက်လာမှာအဲ့လိုမှမဟုတ်ဘူးဆိုရင် IPA ကမထုတ်ဘူး M1 ကမထွက်ဘူးအဲ့ဒါကလေးတယောက်ကအဲ့ screenshot နဲ့လာမေးဘူးတယ်အဲ့ဒါလည်း तू blacklist လို့ပြောတယ်အဲ့ဒါ blacklist တော့မဟုတ်ဘူးကိုရဲ့ဒီ comment ကိုဟလာဒီအလုပ်ရှင်အဟောင်းကိုဆက်သွယ်ပြီးမေးမြန်းမယ်သဘောတူတယ်လက်ခံတယ်ဆိုရင်ဒီ agree ဆိုတဲ့သဘောတူတာကိုလုပ်လိုက်ရင်ဒီ application ကဆက်သွားတယ်အဲ့လိုမျိုးလေးတော့ရှိတယ်ပေါ့နော်အဲ့ဒါတော့ blacklist တော့မဟုတ်ဘူး blacklist ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကိုကစီမီဥပဒေချိုးဖောက်လို့ဟိုမကောင်းမှုတစ်ခုခုပေါ့ဥပမာပစ္စည်းခိုးတာတို့ခလာကုန်ထိလက်ရောက်ရိုက်တာတို့အဲ့လိုမျိုးတစ်ခုခုဥပဒေချိုးဖောက်တိုက်ခဲ့တာမျိုးလုပ်ခဲ့တာမျိုးဆိုရင်ဒါဟိုဒီရဲဘက်ကနေ M1 ဘက်ကနေဒါကို blacklist လုပ်လို့ရတာဒီအလုပ်ရှင်ကတော့ blacklist လုပ်လို့မရအလုပ်ရှင်ကကိုဒီအလုပ်သမားအလုပ်ကိုကောင်းကောင်း perform မလုပ်နိုင်ဘူးမလုပ်ဆောင်နိုင်ပါဘူးအဲ့လိုမျိုးပဲ comment ရေးလို့ရတာဖြစ်တယ်နော်ဒါလေးကဟိုလာမေးနေကြတဲ့ဟာလေးပေါ့နောက်တစ်ခုကကျမဒီအိမ်မှာနှစ်ပြည့်ပြီးမလုပ်ချင်တော့ဘူးမြန်မာပြည်လည်းမပြန်ချင်ဘူးဟလာအပြင်ထွက်ချင်တယ်ထိုင်းဘက်ထွက်မယ်ထိုင်းဘက်သို့မဟုတ်မလေးရှားဘက်ထွက်ချင်တယ်ပြီးရင်ကိုယ့်ကိုလှုပ်ရှားပြီးပြန်လာမယ်ပြန်လှုပ်သို့မဟုတ်အိမ်လှုပ်နေပဲအဲ့ဒါဘယ်လိုလုပ်ရမလဲဆိုလာမေးကြတယ်နော်အဲ့တော့မေးတော့ပြောပြတယ်ကိုကဝက်ပါမရှိနေသေးတယ်ဆိုရင်ကိုလှုပ်ရှင်နဲ့ကိုကတေးကြတယ်မလုပ်တော့ဘူးအဲ့ဒါဆိုရင်ငါမလုပ်တော့ဘူးပြန်မယ်ပေါ့ဒါမဲ့ဟလာထိုင်းဘက်ကိုထိုင်းကအမျိုးရှိတယ်ဒါမှမဟုတ်လဲထိုင်းကိုအလဲသွားပြီးအဲ့ကနေပြန်မယ်လေလက်မဝယ်ပြီးလို့ရမလားညှိကြည့်တကယ်လို့တချို့လှုပ်ရှင်တွေကပေးတယ်တချို့ကမပေးဘူးဆိုရင်ကိုထိုင်းဘက်ကိုထွက်မယ်လေလက်မှတ်ရယ်ဒီအသွားပြန်လေလက်မှတ်ပေါ့နော်ပြီးရင်စင်ကာပူဒေါ်လာဟို show money ပြဖို့ပေါ့နော် show money အဲ့ဒီထိုင်းဘက်မှာပြဖို့900ရယ်အပြန်လက်မှတ်ရယ် hotel booking တွေရယ်အဲ့ဒါဒီ sign တွေမှာရှိတယ်ပေါ့နော်အဲ့ဒါလေးလှုပ်ထားပြီးရင်ဟိုသွားလိုက်ပေါ့သွားပြီးရင်ဒီ Facebook မှာလည်းဒီအဲထိုင်းဘက်မှာလာပြီး station နေတာတို့လှုပ်ပေးတာတို့ရှိတယ်အဲ့ဒါလေးရှာပြီးတော့ချိတ်ဆက်ထားမလေးရှားတချို့ကသွားမယ်တဲ့မလေးရှားသွားမယ်ဆိုရင်မလေးရှားကျတော့ဗီဇာလို့တယ်ထိုင်းကဗီဇာမလို့เนาะအဲ့တော့မလေးရှားသွားမယ်ဆိုရင်မလေးရှားဗီဇာကြိုလျှောက်ထားမယ်နောက်တစ်ခါကိုက immigration မှာပြောနိုင်ရမယ်မလေးရှားကျတော့နည်းနည်းပတ်စံကိစ္စလေးရှိတတ်တယ်နည်းနည်းရစ်တတ်တယ်အဲ့တော့ကိုကကောင်းကောင်းမွန်မွန်ပြောနိုင်တယ်ရေးလဲလဲပြောနိုင်တယ်ခဏအလဲလာတာဆိုရင်တော့ဒါပြဿနာမရှိဘူးเนาะအဲ့လိုမှမဟုတ်ဘူးဆိုရင်ပြဿနာရှိတယ်เนาะအဲ့ဒါကြောင့်အဲ့တော့မလေးရှားသွားမယ်ဆိုရင်ကိုကပြောတတ်ဆိုတော့ပို့လို့တယ်ထိုင်းသွားမယ်ဆိုရင်တော့အဲ့ဒီခုနပြောတဲ့ဟာလေးတွေလုပ်ထားဖို့လိုတယ်เนาะအဲ့တော့လေရင်ခွဲမှာအလုပ်ရှင်ကကိုကို check in လုပ်ခိုင်းနေဆိုရင်တော့ကိုက check in အတွက်ပစ္စည်းတွေပြင်ဆင်ဖို့လိုအပ်တယ်အဲ့တော့ check in လုပ်မယ်ဆိုရင်အလုပ်ရှင်ကကို check in တီမပို့ဘူးဆိုရင်တော့ဒါကိုအထုပ်နဲ့ကိုသွားလို့ရတယ်အဲ့လိုမှမဟုတ်ဘူးကိုကဟိုပြန်လာဖို့စီစဉ်ရှိတယ်ဒီမှာအထုပ်တွေပါထားခဲ့လို့ရတဲ့နေရာရှိရင်ထားခဲ့ပြီးတော့ကိုကဟို hand carry လောက်ပဲပြင်သွားရင်ကိုက तू ကကို check in လုပ်ခိုင်းရင်တော့မှ check in ကဒီ hand carry လုပ်စရာမလိုဘူး check in လုပ်ပြီးရင်ကိုကမဝင်သေးပဲနဲ့ကိုရဲ့လေရင်သွားမဲ့စီကိုသူတို့သွားပြီဆိုတော့မှကိုကအဲ့ kick မှာတစ်ခါ check in လုပ်ပြီးတော့ကိုသွားလို့ရတယ်เนาะအဲ့ဒါလေးပြပြတာဖြစ်ပါတယ်အဲ့တော့အားလုံးစင်ပြေကြပါစေ have a nice day bye bye